ဒီကမ္ဘာအင်အားကြီးဖြစ်တဲ့တရုတ်နဲ့ရုရှားကမြန်မာအဓိကမြန်မာစစ်တပ်နဲ့အမေရိကန်ပူးပေါင်းပြီးတော့ကွန်မြူနစ်နိုင်ငံထူထောင်ခြင်းတာတော့ဒီဝါဒဆိုင်ရာလားဒါမှမဟုတ်သူတို့ရဲ့နိုင်ငံရဲ့စီးပွားရေးအကျိုးကိုကြည့်ပြီးတော့လုပ်နေတာလားဒီတရုတ်ရဲ့ရုရှားအပေါ်မှာဒေါက်တာဆာဆာကဘယ်လိုသုံးသပ်လဲကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေတည်ဖို့အတွက်ပေါ့နော်အခုတဲ့လေဟောင်ကောင်ကိုကြည့်လိုက်လေဟောင်ကောင်တို့ထိုင်ဝမ်တို့ကိုကြည့်လေထိုင်ဝမ်ဆိုရင်တော့တရုတ်နိုင်ငံရဲ့အစိပ်ပိုင်းလို့ပြောလို့ရတယ်ဒါပေမဲ့ထိုင်ဝမ်ကဒီမိုကရေစီနိုင်ငံဒီကျွတ်ဖြစ်သွားပြီလေထိုင်ဝမ်မှာရှိတဲ့စီလက်နဲ့တွေပါအကိုကြည့်လေအမေရိကကပဲလေဒါဆိုတော့ကျွန်တော်တို့တရုတ်ကထိုင်ဝမ်တောင်မှသူတို့ကမထိနိုင်တာကိုတကယ်တတ်ဆိုရင်ဒီနေ့အထိထိုင်ဝမ်ကိုလည်းသူတို့ကအမေရိကန်နဲ့ဆက်ဆံထားတော့ဒီနေ့အထိတရုတ်ကစီးအရာထိုင်ဝမ်ကိုဘာမှမရဘူးလေမထီရဘူးလေမြန်မာနိုင်ငံကလည်းသူနေတူပဲကျွန်တော်ဒီမိုကရေစီနိုင်ငံမဟာမိတ်တွေနဲ့အတူတကွရတည်တဲ့တနေ့ကျရင်တရုတ်ဟာလည်းသူတို့ရဲ့အချစ်စာရိတ္တတွေသူတို့ရဲ့ဥစ္စာတွေပျောက်သွားပါလိမ့်မယ်ပျောက်သွားဖို့လည်းရှိပါတယ်ဆိုတော့အခုထိုင်ဝမ်လည်းရတည်နေတာပဲလေနော် ACC ပဲလေဟောင်ကောင်လည်းတည်နေတာပဲလေ Civil Autonomy နဲ့လေဆိုတော့ကျွန်တော်အနေနဲ့ပြောချင်တာကတော့တရုတ်ကိုကြောက်เสียမလို့တလို့တရုတ်ကဒါလာဥမာပေါ့နော်ကျွန်တော်အမေရိကအစိုးရရဲ့ပူပေါင်းနိုင်ပြီးတော့ဥမာအခုတော့ကျွန်တော်အမေရိကမှာမြပြီလေအားလာရတော့အမေရိကမှာရှိတဲ့ချင်းတွေအကုန်လုံးလည်းပြလာခဲ့ပါပေါ့နော်ကျွန်တော်ဒီချီပီနယ်မှာချင်းတွေပဲအုပ်ချုပ်ရမယ်ဒါပဲလေစစ်လေးပဲလေအဲ့မှာပြလာကြပါဆိုတော့ကျွန်တော်အနေနဲ့အမေရိကမှာရှိတဲ့ချင်းတွေဟာလည်းအမေရိကစစ်သားတွေအများကြီးရှိပြီလေသူတို့မှာအကုန်လုံးအခြေဆက်ရှိပြီးသားဒါကြောင့်မလို့ဒါတွေအားလုံးကတော့ဖြစ်နေတယ်ဆိုတော့တရုတ်နဲ့ရုရှားကူတော့ကျွန်တော်တို့အတွက်အန်ဒရယ်မဟုတ်တလို့ဘယ်တော့ခါမှကျွန်တော်တို့ရဲ့နိုင်ငံရေးကိုအဲ့လောက်ထိတော့ဆွဲဖွဲ့နိုင်မှာမဟုတ်ဘူးဟောင်ကောင်ရဲ့နိုင်ငံရေးတောင်မှသူတို့ကတိတ်ပြီးတော့အဲ့လောက်မဆွဲဖွဲ့နိုင်တာကိုပြီးတော့တိုင်ဝမ်ရဲ့နိုင်ငံရေးတောင်မှအခုဆိုရင်တော့တိုင်ဝမ်ကလွတ်လပ်တော့နိုင် independent နိုင်ငံတစ်ခုပဲရတည်နေတယ်လေတရုတ်ကဘယ်လောက်ပဲဖြစ်ပေါ့အမေရိကန်နဲ့သူတို့ရတည်နေလေဒါပဲလေလောကမှာဒါကြောင့်မလို့ကျွန်တော်တို့ဟာလဲဒီ policy တွေအားလုံးကိုနားလည်ဖို့လိုတယ်